ပွင့်ကောက်တွေကိုစုပြီးတော့တပွင့်ချင်းစီစုပြီးတော့ကျိုးခတ်တယ်လက်ကောက်ခတ်တယ်ဟန်းချင်းခတ်တယ်ဗဒံများနီလာကြောက်စိမ့်မှာဒီဟာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေငယ်မျှဝေပေးခြင်းတယ်မင်္ဂလာပါဟိုရှိ page ကနေကြိုဆိုပါရစေကျွန်တော်နာမည်ဟိုရှိပါဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ဒီကြောက်ဆက်တဲ့သူတွေပေါ့နော်ဒီပွင့်ကောက်ကျိုးခတ်တဲ့သူတွေဒီပွင့်ကောက်ကျိုးတွေကိုဘလို့ခတ်ရလဲလက်ကောက်တွေဘလို့ခတ်ကြလဲဒါလေးနဲ့ပတ်သက်ပြီးအနေငယ်မျှဝေပေးခြင်းတယ်ကျမတို့ဒီပွင့်ကောက်ကျိုးတစ်ပွင့်ကိုဝယ်တယ်ပွင့်ကောက်ဟန်းချင်းတစ်ပွင့်တစ်ခုလက်စွပ်ကတော့ဒီပွင့်ကောက်ကတော့တစ်ပွင့်နေပဲပေါ့နော်ဒီလက်စွပ်ကိုခဏဖယ်လိုက်မယ်နဘန်ဆိုတာငကက်ကိုပြောတာဆွဲကြိုးဟန်းချင်းလက်ကောက်ဒါတွေကိုဝယ်တဲ့သူတွေကဝယ်ယူပြီးတော့ဝစ်ဆင်တဲ့သူတွေကတနည်းပြောလို့ရှိရင်ကြောက်ပိုင်ရှင်ကသူ့ရဲ့တရုတ်တရနဲ့စုဆောင်းထားတဲ့အမှုပညာတွေကိုအစင်သိမ့်ဝယ်ယူလိုက်တာနဲ့တူပါပဲဘာကြောင့်ဒီလိုပြောလဲဆိုရင်ကျမတို့ဒီပွင့်ကောက်ကျိုးတကြိုးဖြစ်လာဖို့အတွက်ငွေရှိုံနဲ့ငွေတွေအများကြီးကင်ထားပြီးတော့ရော့ဆိုဆက်လိုက်လို့မရဘူးကျမတို့ကြောက်စုဘူးတဲ့သူတိုင်းသိရဲ့တဘာဝကနေပြီးတော့ထွက်လာတဲ့တွင်းထွက်ယေရနာဖြစ်တဲ့အတွက်ကိုလုံးဝကွက်တီတူဖို့ဆိုတာအလွန်ရှားတယ်ကွက်တီတူတဲ့ကြောက်ကိုရပြီဆိုရင်ပွင့်ကောက်တွေလိုက်ဆက်နေတဲ့သူကလည်းအိုးတအားပြောတာဒီကြောင့်နဲ့တူတယ်လေးလို့ပြောတာ ਨੇ ဟာအရန်ပျော်ပြီးတော့မှဝယ်လိုက်တာအဲ့တော့ကြောက်တွေကိုဆက်တဲ့နေရာမှာပွင့်ကောက်တွေတပွင့်နဲ့တပွင့်တူဖို့ကိုစံထားထားတဲ့ကြောက်နဲ့တပွင့်နဲ့တပွင့်တူဖို့ကိုငွေရှိုံနဲ့မရဘူးနံပါတ်1အချိန်ပေးရတယ်စိတ်ရှိရှိနဲ့ဆောင်စားရတယ်တစ်နှစ်ကြာခြင်းလဲကြာမယ်6လရင်းနဲ့ရခြင်းလဲရမယ်2နှစ်ကြာခြင်းလဲကြာမယ်3နှစ်ကြာခြင်းလဲကြာမယ်တချို့ဆိုရင်ဒီကျိုးတချို့ကို3နှစ်အချိန်ပေးပြီးတော့ဆက်ထားရတာ4နှစ်အချိန်ပေးပြီးတော့ဆက်ထားရတာဒီနဘန်တစ်ခုဖြစ်လာဖို့အတွက်ကိုတစ်နှစ်စောင့်လိုက်ရတယ်ကျွန်တော်ပြောတာပွင့်ကောက်တွေကိုပြောတာเนาะပွင့်ကောက်ဆိုတာကဟိုပါပေါ့เนาะဈေးရန်တစ်ခုအနေနဲ့ဆိုရင်ထောင်ပိုင်းတောင်းပိုင်းဒီလိုမျိုးကြောက်တွေကိုပြောတာအဲ့တော့အဓိကကတော့ဒီပွင့်ကောက်တွေနဲ့ဆက်ထားတဲ့ကျိုးတွေလက်ကောက်တွေနဘန်တွေရာကြည့်ပါတယ်ဈေးကြီးပေးပြီးတော့ဝယ်ရပါတယ်အနည်းအားဖြင့်တော့ဒီပွင့်ကောက်ဆက်ထားတဲ့ကြောက်ပိုင်ရှင်ရဲ့အမှုပညာကိုကျွန်တော်တို့ကဈေးပေးပြီးတော့ဝယ်ရတယ်လို့ပါပဲတပွင့်နဲ့ကြတော့ဈေးသက်သာပြီးတော့ဘာကြောင့်မလို့တပွင့်နဲ့ကြရင်တော့ဒီဈေးပဲဘာလို့ဒီပွင့်ကောက်ကျိုးတွေနဘန်တွေလက်ကောက်တွေကဈေးကြီးရလဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီဗီဒီယိုလေးကကျွန်တော်အဖြေပဲလို့ပြောချင်ပါတယ်အဲ့တော့ဒီပွင့်ကောက်တွေဟာအချိန်ပေးပြီးတော့ဆက်ထားရတယ်စိတ်ရှည်ရတယ်စောင့်ဆိုင်ရတယ်နှစ်တွေအကြာကြီးပေးဆက်ထားရတယ်ဒီကျိုးတွေနဘန်တွေလက်ကောက်တွေဖြစ်လာဖို့အတွက်ဒါကြောင့်မလို့ပွင့်ကောက်ကျိုးတွေနဘန်တွေလက်ကောက်တွေဟာဈေးကြီးရလို့ပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးတွေကိုအမြဲတမ်းအဆုံးထိနှထောင်ပေးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်ဗီဒီယိုလေးတွေကနေပြီးတော့မှဗဟုသုတတွေရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်